အိမ်တော်ကြီးဆွေးနွေးပွဲတွေမှာအခုတလောအပြောအများဆုံးအကြောင်းအရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အမျိုးသမီးတွေအနေနဲ့သူတို့ရဲ့နှစ်စဉ်ဝင်ငွေကိုတရားဝင်ချပြသင့်သလားဆိုတဲ့အချက်ပါပဲ။ဒီကိစ္စဟာလက်ရှိမှာအိမ်တော်ဘက်ရှာဖွေနေတဲ့အမျိုးသားရောအမျိုးသမီးတွေအတွက်ပါတတိထားရမယ့်အချိုးအကွေ့တစ်ခုဖြစ်နေပါတယ်။အထူးသဖြင့်ဝင်ငွေကိုဖုံးကွယ်ထားတတ်တဲ့အမျိုးသမီးတွေဟာအောင်မြင်တဲ့အိမ်တော်ကြီးတစ်ခုဖြစ်လာဖို့ဘာကြောင့်ခက်ခဲနေရတာလဲဆိုတာကိုစိတ်ဝင်စားစရာအချက်လက်တွေနဲ့အတူဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီအချက်ကမိတ်ဆွေရဲ့အနာဂတ်အစီအစဉ်တွေကိုလုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။ဝင်ငွေကိုပွင့်ပွင့်လင်းလင်းဖော်ပြသူတွေနဲ့ဖုံးကွယ်ထားသူတွေကြားမှာအောင်မြင်မှုနှုန်းဟာတိတိတတ်တာကွာခြားနေတာကိုတွေ့ရပါလိမ့်မယ်။အချက်အလက်တွေအရဝင်ငွေဖော်ပြတဲ့အမျိုးသမီးတွေရဲ့အိမ်တော်ဖတ်တွေ့ရှိမှုနှုန်းဟာ43%ရှိနေချိန်မှာဖုံးကွယ်ထားသူတွေကတော့28%ပဲရှိပါတယ်။ဒီထက်ပိုအံ့ဩဖို့ကောင်းတာကအသက်အရွယ်ကြီးလာလီဝင်ငွေကိုပိုပြီးဖုံးကွယ်လာကြလီဖြစ်နေတာပါပဲ။ငယ်ရွယ်တဲ့အမျိုးသမီးတွေကတော့ပွင့်လင်းရေးတင်းကြပြီးအောင်မြင်မှုနှုန်းလည်းပိုမြင့်ကြပါတယ်။ဒါဟာရိုးရိုးရှင်းရှင်းကိန်းဂဏန်းတွေထပ်ပိုတဲ့အတွေးအခေါ်ပိုင်းဆိုင်ရာပြဿနာတစ်ခုဖြစ်နေနိုင်တာကိုသတိထားမိမှာပါ။ဝင်ငွေကိုဖုံးကွယ်ထားရတဲ့အဓိကအကြောင်းရင်းနှစ်ခုကိုအရင်ဆုံးကြည့်လိုက်ရအောင်။ပထမအချက်ကတော့အမျိုးသားဟာအိမ်ထောင်ဦးစီးဖြစ်ရမယ်။အမျိုးသမီးဝင်ငွေကိုစိတ်ဝင်စားတဲ့အမျိုးသားဟာအားကိုးလို့မရဘူးလို့ယူဆတဲ့အတွေးခေါ်ဟောင်းပဲဖြစ်ပါတယ်။ဒါဟာရှေးခေတ်ကအိမ်တွင်းမှုပဲလုပ်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့တူနေပါတယ်။စစ်တမ်းလူအရအမျိုးသား90%ဟာအိမ်ထောင်ဖက်ရဲ့စီးပွားရေးအင်အားကိုထည့်သွင်းစဉ်းစားလာကြပါပြီ။ဒါကိုညင်းပယ်လိုက်တာဟာဖြစ်နိုင်ခြေရှိတဲ့အိမ်ထောင်ဖက်လောင်ထဝက်ကိုကိုးလက်နဲ့ကိုဖယ်ထုတ်လိုက်တာနဲ့အတူတူပါပဲ။ဒါဆိုရင်ကြံတဲ့ထဝက်ထဲမှာရောမိတ်ဆွေရှာနေတဲ့စံပြအမျိုးသားတွေပါဝင်နေပါမလားဆိုတာကစဉ်းစားစရာဖြစ်လာပါတယ်။ဒုတိယအချက်ကတော့ကိုယ်ဝင်ငွေနည်းနေလို့ဖုံးကွယ်ထားရင်ချမ်းသာတဲ့အမျိုးသားတွေနဲ့စုံတွေ့ဖို့အခွင့်အရေးပိုများမယ်လို့ထင်နေတာပါပဲ။ဒါဟာပုံမြင်တဲ့ကစင်ဒရဲလာလိုနတ်သမီးမှလာမဲ့အချိန်ကိုစောင့်နေတယ်လို့မျိုးဖြစ်နေပါတယ်။ရန်1500တန်းလောက်ရတဲ့အမျိုးသားတစ်ယောက်ဟာရန်2000ပဲရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဘဝအခြေအနေကိုသတိထားမိဖို့ခက်ခဲနိုင်ပါတယ်။ဝင်ငွေကိုဖုံးကွယ်ထားခြင်းအပြင်လူချင်းတွေ့ဆုံဖို့အခွင့်အရေးရနိုင်ပေမဲ့တကယ်လက်တွေ့မှာတော့ဂုံကြီးတူသူကိုပဲရှာဖွေတတ်တဲ့အမျိုးသားတွေရဲ့ရွေးချယ်မှုကနေလွဲချော်သွားနိုင်ပါတယ်။ဝင်ငွေကိုဖုံးကွယ်ထားတာဟာအကျိုးထက်အဖြစ်ကပိုများနေတာကိုတွေ့ရမှာပါ။အခုခေတ်အိမ်အောင်ရေးမှာအမျိုးသားတွေကအမျိုးသမီးတွေစီကနေရုပ်ရည်နဲ့ငယ်ရွယ်မှုကိုမျှော်လင့်တယ်လို့ပဲအမျိုးသမီးတွေကလည်းအမျိုးသားတွေရဲ့ဝင်ငွေနဲ့ရုပ်ရည်ကိုကြည်လာကြပါတယ်။တစ်ဖက်မှာလည်းအမျိုးသားတွေဟာအမျိုးသမီးတွေရဲ့စီးပွားရေးအင်အားကိုပါထည့်သွင်းစဉ်းစားလာတဲ့တန်းတူညီမျှတဲ့ခေတ်ကိုရောက်နေပါပြီ။ချွင်းချက်အနေနဲ့ဝင်ငွေအလွန်အမင်းများပြားတဲ့အမျိုးသမီးတွေအတွက်ပဲတီးတန့်မဟာဗျူဟာလိုအပ်နိုင်ပါတယ်။ကိုယ့်ရဲ့အချက်လက်တွေကိုမှန်မှန်ကန်ကန်ချပြတာဟာပုံမခိုင်မာတဲ့အိမ်အောင်ကြီးကိုတိဆောက်ဖို့အကောင်းဆုံးလမ်းစာပဲဖြစ်ပါတယ်။ဒါဟာကြီးမားတဲ့လူမှုရေးပြောင်းလဲမှုတစ်ခုရဲ့အစိတ်အပိုင်းဖြစ်တာကြောင့်နောက်ထပ်သတိထားမယ့်အချက်တွေကိုလည်းဆက်လက်လေ့လာသင့်ပါတယ်